ပွိုင်ပီယာကသူ့ရဲ့ယူမိုက်တဲ့သားကိုထားခဲ့မိလို့အားလုံးတောင်းပန်လိုက်ပါတယ်ပွိုင်ပီယာဟာသူကတော်တော်ကြာခရီးတွေထွက်ခဲ့တယ်တကယ်ကောင်းတဲ့ခရီးတွေပဲဖြစ်ခဲ့ရတယ်လို့ပြောလိုက်ပါတယ်ပွိုင်ပီယာကပင်တမများလုပ်ခဲ့တယ်ဆိုပေမဲ့ရွှေရင်ငွေလိုချင်တော့မဟုတ်ပဲနဲ့ခလေးဘွားတွေကလိုချင်တာတော့တစ်ခုရှိပြီးတော့အဲ့ဒါကမိသားစုပဲလို့ပြောလိုက်ပါတယ်အခုသူ့ရဲ့ဆန္ဒတွေကလည်းပြေဝသွားပြီမလို့အားလုံးကိုနှုတ်ဆက်ပါတယ်လို့ YB ကပြောပြီးတော့တေဆုံးသွားခဲ့ရပါတော့အားလုံးကလည်းအဖေကြီး YB အတွက်ငိုကြွေးနေခဲ့ကြပါတယ် YB ကတေဆုံးသွားတာတော့မှရန်သူတွေဝိုင်းတိုက်ခိုက်ထားတဲ့ဒဏ်ရာတွေရှိနေရတော့မှခန္ဓာကိုယ်ကလုံးဝလဲကျမသွားခဲ့ပါဘူးဒီစပွဲကြီးမှာအထိုးခံရတဲ့ဓာတ်ချက်ပေါင်း268ချက်တနက်ဒဏ်ရာပေါင်း152ချက်အမြောက်နဲ့46ချိန်တိအပြစ်ခံခဲ့ရပေမဲ့ YB ရဲ့ဂုံတိတ်ခါရှိတဲ့နောက်ကျောမှာတော့ရခဲ့တဲ့ဒဏ်ရာဟာလုံးဝမရှိခဲ့ပါဘူး YB ရဲ့ Only one day you do go ni ma call good and you na see lo ju me you doing a wet tare ma mo ne Ho yin ga ma ti ta ke bi ma ti chain ma me ya la ko be along with them ya yi sa ga only that ti me me ma shi de nga ya ma na da sa pyon lo da ji kwe tu ye Jinari ku ma ti bi me me nga shi bi ni ge